လို့ဆိုချင်ပါတယ်ဒါကျွန်တော်ပြီးတဲ့အခါဒိုင်က6ရောက်ပဲကိုကျွန်တော်ဆိုတဲ့အခါမှာပြီးမဲ့ဒိုင်လည်းနည်းနည်းများနေတယ်လို့လည်းခံစားရတယ်ဟုတ်လားဒါဒီနေ့ဒီမှာလာရရှင်းပြရတယ်ဒီမှာလည်းများမောင်ကြီးများအားလုံးကြလည်းရိုင်းကူယူပါတယ်ညာရဲ့ဝမ်းမြောက်တဲ့အများကြီးပြောတယ်နောက်နေ့ဒီမှာလည်းဒီကဲလို့ပါမှာလို့အမှတိုက်လို့ရှင်တယ်ကိုရဲ့ဘဝမှာရည်မှန်းချက်ရှိရမလားရှိလားအဆိုတော့ဖြစ်ချင်လားမဖြစ်ချင်လားဖြစ်ချင်တယ်ဆိုလို့ရှိရင်အခုရတဲ့ပါဝင်စက္ကန့်ကအားကြီးရမှာဘာလို့ဆရာတို့လည်းအဲ့ဒီချိန်တော့အဲ့လိုစက္ကန့်အဲ့လိုပါဝင်အဲ့လိုရှင်တိုင်းနဲ့အဲ့လိုတက်သွားတာပဲတော့ဒီနေရာမှာရှင်တိုင်းနဲ့ဆိုတာကဆူရဖို့မဟုတ်ဘူးနံပါတ်1ဖျားကိုချီးမွမ်းခွင့်ရလို့နံပါတ်2အတွေ့အကြုံရတယ်နံပါတ်3လူရှိမှရက်ရဲတဲ့တတိခွန်အားရသွားတယ်ဒါကဆုရတာချက်အများကြီးတန်ဖိုးကြီးတဲ့အရာဖြစ်တယ်ဆိုတော့အထူးအားပေးရှင်တဲ့လူငယ်တွေတနေ့တစ်ချိန်ဆရာမတို့လိုဒီလိုနေရာမှာရောက်လာပါပဲအဲ့လိုရောက်လာဖို့ဆိုရင်နှစ်တိုင်းတခုခုလူငယ်တွေဟဲ့ဆိုပြီးနောက်မဆုတ်ဘဲနဲ့အရှိသွားမှာပါဝင်စက်ကရဲတဲ့စိတ်သက်ရှိတဲ့သားသမီးမှာဟို့ရှိဆုံးရောက်သွားတာဆိုတော့အဲ့ဒါမမေ့ဘဲနဲ့ဆုရတာမရတာခေါင်းနဲ့ခဏဖယ်လိုက်ဒီမှာဘုရားရှိခိုးခွင့်ရတယ်သင်ခန်းစာများရတယ်အတွေ့အကြုံများရတယ်ဒိုင်ကြီးပြောတဲ့ဘလို့ပြင်ရမလဲဘလို့ဆင်ရမလဲဆိုတော့အတွေးခေါ်လို့အများကြီးရသွားတယ်လို့အဲ့ဒီဟာကပတ်စံနဲ့ဝယ်ယူလို့မရတယ်တန်ဖိုးဖြစ်လို့မရတယ်စုကြည်စုတစ်ခုဖြစ်တယ်ဆိုတော့အားပေးရှင်တယ်ဆိုတော့နေပြောတယ်ဆိုတဲ့တစ်ချက်လေးနဲ့ခွန်အားပေးရှင်တယ်လောကမှာဖျားသားသမီးဖြစ်ရတာဘယ်လောက်ထိပျော်ဖို့ကောင်းတယ်လဲဆိုတော့ကိုယ်တိုင်ခံစားကြည့်လိုက်ဆရာဆိုအရန်ကိုယူတယ်ပျော်တယ်ဘာဖြစ်လို့လဲဒီလောကမှာတကဘာလုံးအစိုးရတော်လည်းပဲမိမိအသက်ဝိညာဉ်ဆုံးရှုံးတယ်ဘာကြီးစွာမရှိဘူးအကျိုးဘာမှမရှိဘူးအဆိုလိုဖြစ်ရင်လည်းဘုရားအတွက်မဟုတ်ရင်စီဝိုင်းသမားဖြစ်ရင်လည်းဘုရားအတွက်မဟုတ်ရင်အကျိုးမရှိဘူးဆိုတော့ဘုရားသမီးဖြစ်ရတဲ့နေပြောတယ်ဒုက္ခရှိရယ်ဒုက္ခရှိရယ်အောင်မြင်ခြင်းရှိရယ်ကြဆုံးခြင်းရှိရယ်ဘယ်လိုပဲရှိဘုရားပေးတဲ့ဆုလို့ခံယူတဲ့အတွက်အမြဲတမ်းနေပြောပါတယ်လို့ဒီတခြင်းလေးကိုစာသားနှလုံးသွင်းခြင်းအဖြစ်အရောက်စီကံနဲ့ခေါ်အားယူရတဲ့ဖိတ်ခေါ်ခြင်းပါတယ်အသက်ရှင်တော်ဘုရားအားရပါရလက်ခုပ်ပြီးမှချီးမွမ်းရအောင်Thank you.
就要累，有时间。